အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ကတော့ဒီကောင်လေးတွေကိုဂျုံပြမှာပဲဖြစ်ပါတယ်ကဲပါတော့ကျွန်တော်ဒီကောင်တွေကိုဂျုံမယ်ပေါ့နော်အားလုံးပဲကဲ let's go ဒီမှာဒီဖားလေးတစ်ကောင်ပြင်တော့ပါတယ်ဟဲ့စရပါဟာမင်းတို့ကတော့ကွာမလုပ်တော့မလုပ်ပါတယ်ဟဲ့ကျွန်တော်ကိုကြည့်ပြဒီဗီဒီယိုကျွန်တော်ကိုကြည့်နေတော့ဒုက္ခပါပဲခင်ဗျာကဲပါတော့ကျွန်တော်မတွေ့တဲ့အတိုင်းမှာအင်တာဗျူးနဲ့ကောင်းတယ်ဟိုဒီကောင်လေးကလည်းအလုပ်ကိုမလုပ်နိုင်ဘူး။ကဲပေါ့နော်ကျွန်တော်တကောပြရင်မောင်းမှာကျွန်တော်ကိုလို့ရှိရဲ။ကျွန်တော်ကလည်းစောင့်နေပြီးတော့ကျွန်တော်ကိုဘာနဲ့တော့ရောမလဲကဲအားလုံးပဲဆက်ကြည့်လိုက်အောင်ကျွန်တော်တို့ဘာရှိမလဲပေါ့နော်ကဲ let's go ကျွန်တော်တို့ဘာရှိလဲဆိုရင်တွားကြည့်လိုက်ကြမယ်အားလုံးပဲ let's go ကဲပေါ့နော်ကျွန်တော်ဟိုကောင်နေတော့မကြည့်ရဟိုသွားမယ်ဘာရှိမလဲကျွန်တော်ဘာဝယ်လို့ရမလဲပေါ့နော်ကဲကျွန်တော်မှာပတ်စံနည်းနည်းပဲရှိသေးတယ်ဘရိုတို့ရဒါပေမဲ့ဒီကောင်လေးဝယ်ချင်တာဗျဝယ်လို့ရမလားတော့မသိဘူးကျွန်တော်ဝယ်ကြည့်မရဗျဘရိုရဲ့အဲ့ဒါနဲ့ကျွန်တော်အိမ်ထဲကိုခဏပြန်လိုက်ပါမယ်ကဲကျွန်တော်ဒီထောင်ရောယူမယ်ပေါင်းမလားတော့ရောမယ်ပတ်စံတော့နေများပို့တတ်ပါတယ်ခင်ဗျာဒါပေမဲ့ကျွန်တော်ဆမ်မီကိုလည်းတောင်းပါကျွန်တော်ဟိုဟာတွေပေးနေရတာပေါ့နော်ဆမ်မီကတော့ကျွန်တော်ဟိုဟာထဲမှာကျွန်တော်အကောင်းဆုံးကောင်းနေပေးနေတော့ကျွန်တော်လည်းအဲ့လောက်ကြီးမလုပ်ချင်ပါဘူးဗျာအဲ့ဒါကျွန်တော်ဒုတ်တင်နဲ့ရိုက်ထားကဲပေါ့နော်ကျွန်တော်အဲ့တော့ဒီကောင်လေးတွေဒီကနေပတ်စံဝင်ယူမယ်ကဲကျွန်တော်နောက်တစ်ခွက်ထပ်ပြအဲ့လိုမျိုးလေးလုပ်မယ်အဲ့လိုမျိုးလေးယူမယ်ပတ်စံလေးယူဟာဘလို့လေးလဲကွာပတ်စံတော့မထုတ်ဘူးကောင်းတယ်ငါရဲတွေပဲတော်တယ်ကွာငါခဏလောက်ရက်ပြီးစောင့်ကြည့်နေလိုက်ဟာဒီကောင်တွေကလည်းကွာတော်ပါ ਈ ကွာငါဘာနေပဲငါအေးစေးသွားတော့ဟုတ်ပါမယ်ဒီကောင်တွေကလည်းကွာဘလို့ကောင်းနေမြဲလည်းမသိပါဘူးကွာကဲကွာဘလို့ကောင်းနေလို့ကွာဟာကွာမင်းတို့ကကဲကျွန်တော်တို့ဆက်ပြီးနည်းနည်းလေးစောင့်လိုက်ရအောင် A few moments later ကဲ let's go အဲ့ဒါကျွန်တော်တို့စလိုက်အောင်ကျွန်တော်တို့ပွဲကိုမစခင်ကျွန်တော်ရဲ့စီမှာဒီကိုလေးတွေရောက်နေပါတယ်လာဝယ်ပြချပါအေးစဘိုးတို့ရေဝယ်ကိုကျွန်တော်ရဲလေးခန့်ရင်ကောင်းမလားဒီမှာတော့ကျွန်တော်သိမသိပြမယ်မကြီးကျွန်တော်ကတော့မသိဘူးထောင်သားတွေကတော့ထွက်ပြီးရင်သိမှာတက်လိုက်ပြီးဘရုံးလက်မလဲဆရာကြီးတွေပေါ့နော်လဲတကွက်အမတကွက်မကျွန်တော်ကိုစောင့်နေပြဘရိုတို့ရေ what the hell ခွေးလုံးတော့ခေါ်သွားလို့ရတယ်ဗျကောင်းတယ်ခွေးလို့ခေါ်သွားမယ်ခွေးလို့ခေါ်သွားပြီးတက်မယ်ဟုံတိုင်းကျဲပြောတက်ပြီကဲပါနော်မမကျွန်တော်ဒီဖြတ်ဆက်ကြီးကိုဝင်ကောင်းမလားကျွန်တော်မှပတ်စံလောက်ကြီးမရှိသေးဘူးဘရိုရေရသေးဘူးဗျကျွန်တော်မှ30 မီလီယံကွာ what the တွေ့ပြီနော်ဘရိုတို့ကျွန်တော်ခွေးလေးခေါ်တာခွေးလေးဝုတ်တဲ့ဟေးငါခွေးလာတာငါခွေးဘရိုတွေ့ပြီလားခွေးလေးဟာဟိုဝါကြီးကွာဟိုဝါကြီးဆိုပြီးတော့လေတမျိုးကြီးမထင်ပါနဲ့အဲ့ဒါခဲပင်းမှာကျွန်တော်တငယ်ချင်းမှာကဲပါတော့ဒါတော့ကျွန်တော်ကိုတယောက်တည်းကြံတော့တာပါဘရိုတို့ရေ what the နောက်ထပ်လူတွေလောင်းနေလို့ကျွန်တော် friend တွေကမလာနိုင်တော့လာလို့စက်ကိုကရိယာအဖြုတ်လိုက်ကျွန်တော်ကိုကြည့်နော်ခွေးလို့ဆွဲသွားဗျတပိုက်ပြကျွန်တော်ကိုမဆွဲသေးဘူးဆမ်းမီအဲ့ဆမ်းမီကိုဆွဲခြင်းချာပေါ့ဗျတို့ဗျာဘရိုတို့လာဘရိုတို့ရေ what the hell oh my god တွေ့ပြီလားဘရိုတို့ရေ what the hell ကဲပါတော့ကဲအဲ့ဆိုရင်ကျွန်တော်တို့စလိုက်ရအောင် let's go ကျွန်တော်ဒီအပိုင်းလေးတွေကိုဆက်မကြည့်ခင်ကျွန်တော်ဗီဒီယိုလေးကိုဆက်လုပ်ဖို့လေမမေ့ဝါပါနဲ့အားလုံးပဲကျွန်တော်ဗီဒီယိုဆက်ကြည့်ရှုပေးတဲ့လူတွေအားလုံးပဲ bye bye ကျွန်တော်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်ပေါ့နော်အားလုံးပဲ bye bye see you